ဖခင်အေယာဝတီဤကျိန်စာငါမင်းတို့မမွေးခင်ကတည်းကရက်တီလာခဲ့တဲ့ငါမင်းတို့လူမမယ်ဘွားကနေအခုချိန်ထိကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ငါမင်းတို့ပျော်ပါခုခတ်ဖို့ပျော်တော်ဆက်ခဲ့တဲ့ငါမင်းတို့လျော်ဖို့တန့်စင်မှုစွမ်းဆောင်ပေးခဲ့တဲ့ငါမင်းတို့တငါတွေလေရင်စီးပြီးပိုက်ချခွင့်ပြုပေးခဲ့တဲ့ငါမင်းတို့ယာသမားကိုင်းသမားတွေစိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ငါမင်းတို့လူမျိုးစုချင်းပေါင်းစည်းဆက်သွယ်မှုဖွင့်လန်းပေးခဲ့တဲ့ငါမင်းတို့စေဘဝင်သေဥသဖုပန်းမာလာတွေပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ငါမင်းတို့ရဲ့ဇီဝမျိုးကွဲဌာနေတိရစ္ဆာန်တွေကျက်စားခွင့်ပြုပေးခဲ့တဲ့ငါမင်းတို့ရဲ့အဘိုးတန်တယံဇာတာကြောက်စိမ့်ရွှေတွေငွေဖွာပေးခဲ့တဲ့ငါမင်းတို့ရဲ့အာရှကဘာမှာအကြီးဆုံးအမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ငါဟိုလုံးကငါကိုမင်းတို့အိမ်ရှိရေမြောင်းတော့တောင်ပြီးမဆိုင်ချင်ကြခုတော့ငါရဲ့အေယာဝတီသွေးတွေနဲ့မင်းတို့ဒေဝဒတ်တွေမီးလင်းဖို့ကြိုးစားနေတယ်ရဲ့အတိတ်တုန်းကလုတ်သမျှငုတ်ခံခဲ့တဲ့ငါအနာဂတ်မှာကဘာမကြည့်အယိုးမတွန်ကျင်တဲ့ငါအခုပြစ္ဆုတ်ပံမှာတော့ငါပွေငါသားငါအေးအောင်ရဲ့အေးငါဆိုတဲ့အေးအောင်ဒီသေရင်မင်းတို့လူမျိုးပြုတ်မယ်မင်းတို့တိုင်းပြည်ပြောက်မယ်ကွာဒါကြောင့်ငါကျိန်စာတိုက်လိုက်မယ်လူမျိုးမပြောက်တိုင်းပြည်မပြောက်ခင်မင်းတို့ဒေဝဒတ်တွေအားလုံးကြော်သူအကူမပါပဲအရှင်လက်လက်မြေကြီးတဲ့ရောက်စေသာ